ဒီနေ့ရဲ့ရှင်းလင်းတင်ဆက်မှုမှာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဟာအဖြူအမှုဆိုင်ရာတိပ္ပံပညာရှင် Logan Urey ရဲ့ခေတ်သစ်ချိန်တွဲချင်းဆိုင်ရာလမ်းညွှန်ချက်ထဲကအဓိကကျတဲ့အချက်လက်တွေကိုသုံးသပ်တင်ဆက်သွားမှာဖြစ်ပါတယ်အခုခေတ်မှာအခြေရေးရှာရတာချင်းတွေ့ရတာတွေကရန်ကောင်းရှုပ်ထိစိတ်ပြည့်စရာကောင်းတယ်လို့ခံစားနေရရင်အဲ့လိုခံစားနေတာတယောက်တည်းမဟုတ်ပါဘူးတကယ်တော့ပြဿနာကကို့မှာမဟုတ်ဘူးကိုဦးနောက်မှာပါအပြုအမူဆိုင်ရာသိပ္ပံပညာအရာဆိုရင်လေကျွန်တော်ရဲ့ဦးနောက်ဟာအခြေရေးနဲ့ပတ်သက်လာရင်ကြိုးကြောင်းမစီလျော်တဲ့ဆုံးဖြတ်ချက်တွေချတယ်ဒါမဲ့သတင်းကောင်းကတော့အဲ့ဒီအမှားတွေကကြိုတင်ခံမှန်းလို့ရသလိုပြင်လို့လည်းရတယ်ဆိုတာပါပဲကဲဒါကိုဘယ်လိုလုပ်မလဲဆိုတာအတူတူလေ့လာကြည့်လိုက်အောင်ပထမဆုံးအနေနဲ့အဲ့ဒီခန်းစားချက်ကတကယ်မှန်တယ်ဆိုတော့ကိုအရင်ပြောချင်ပါတယ်ဒီနေ့ကမှာချင်းတွေ့ရတာအရင်ကတည်းကအများကြီးပိုခက်ခဲလာတာအမှန်ပါပဲဘာကြောင့်လဲဆိုတော့ကိုတိပညာကရှင်းရှင်းလင်းလင်းပြောထားပါတယ်ကျွန်တော်တို့မျိုးဆက်မှာလေဘလို့နဲ့တွဲမလဲဆိုတာကနေစပြီးဘလို့ဆက်ဆံရေးမျိုးထားမလဲဆိုတာအထိတမိုင်းမှာမခဲရှိဘူးလောက်အောင်ရွေးချယ်စရာတွေကအများကြီးပဲဒါပေမဲ့အဲ့လိုရွေးချယ်စရာတွေများလာတာကပိုကောင်းတဲ့ရလဒ်တွေကိုတကယ်ပဲပေးနိုင်ရလားဒါကဘာနဲ့တူလဲဆိုတော့ dating app တွေရဲ့စိတ်ပိုင်းဆိုင်ရာ1006ထဲရောက်သွားတာပါပဲ profile ပေါင်းယာနဲ့ချီပြီး swipe လုပ်နေရတဲ့အခါအကောင်းဆုံးတရားကိုရွေးရမယ်ဆိုတဲ့ဖိအားကြောင့်နောက်ဆုံးမှဘယ်သူမှမရွေးချယ်နိုင်တော့ပဲဖြစ်သွားတတ်ပါတယ်အပြင်ကဖိအားတွေကတမျိုးကိုယ့်အကိုလမ်းပိတ်နေရတွေကတမျိုးပေါ့လူများစုဟာသူတို့ကိုနောက်ပြန်ဆွဲနေတဲ့ချင်းတွေ့ချင်းဆိုင်ရာအလျက်ထ၃မျိုးတည်းကန်တစ်ခုခုမှကြားရောက်နေတတ်ကြပါတယ်ကွယ်အားနဲ့ချက်ကဘာလဲဆိုတာတီးသွားတာနဲ့ဒါကိုကြော်လွားဖို့ပထမဆုံးခြိလန်းဆက်လိုက်တာပါပဲကဲဒီတက်ကဘဲချက်ကကိုယ်နဲ့နီးစပ်မလဲဆိုတာခြိလိုက်ရအောင်အချစ်စိတ်ကူးရင်တူတွေကသူတို့ရဲ့စိုးမိဆိုတာဘယ်လိုပုံစံဖြစ်ရမယ်ဆိုတဲ့တိကျတဲ့ပုံရိပ်တစ်ခုပေါ်စိတ်ထဲမှာဆွဲထားတတ်တယ်အဲ့ဒီပုံစံနဲ့နည်းနည်းလေးပဲလွဲဘယ်သူပုံမစိုးပဲချလိုက်ရောအဲ့ဒီတော့တကယ်တမ်းကောင်းတဲ့လူတွေနဲ့တွေ့မဲ့လက်အလွယ်တကူလက်လွတ်ထွက်တာကြတယ်အကောင်းဆုံးကိုရှာဖွေသူတွေကြတော့ချင်းတွေ့တာကိုသူတည်ရင်နာ project တစ်ခုလို့တဘောထားတယ်ဒါပေမဲ့ဒီလိုအဆုံးမရှိတဲ့ပြီးပြည့်စုံမှုကိုလိုက်ရှာလေးစိုးရင်စိတ်တဲ့မြောက်ပြီးတကယ်ကောင်းတဲ့လူတစ်ယောက်ကိုတွေ့ရင်တောင်တန်ရောစင်မတွေ့နိုင်ပဲဖြစ်သွားတတ်ပါတယ်ချီတုံချက်တုံချူသူတွေကကြောကိုလေးချင်းဆက်ပေါင်းလောင်ချမှဒါမှမဟုတ်ရာထိုးထိုးမှလူတွေနဲ့စပြီးချင်းတွေ့မယ်လို့ယုံကြည်နေတတ်တယ်ဒါကြောင့်တကယ်တမ်းချင်းတွေ့ရင်တင်ယူလို့ရမယ်တိုးတက်နိုင်မယ်ခွင့်ရတဲ့ကုံလုံးလွဲကုန်ရောကဲအားနဲ့ချက်တွေကိုတီးပြီးဆိုတော့ခစ်တဲ့ချင်းတွေ့ချင်းမှာအကြီးမားဆုံးဖြစ်နေတဲ့တနိုင်တစ်ခုကိုဖြိုးချိုးဖို့အချင်းရောက်ပါပြီရုပ်ရှင်တဲကလိုမျိုးတွေ့ချင်းရင်ခုန်တာကိုပဲဆွဲလိုက်နေလာကတော်လီလီအန်ဒီရဲ့များတဲ့အတွေ့အခေါ်တစ်ခုပါလေးလာမှုတစ်ခုအရာဆိုရင်ရေရှည်ဆက်ဆံရေးမှာဖျော်ရွှင်နေတဲ့စုံတွဲတွေရဲ့စက်အိတ်ရခိုင်နှုန်းပဲမြင်းမြင်းချင်းအချစ်ကိုခန်းစားခဲ့ရတယ်လို့ဆိုပါတယ်အဓိကပြဿနာပါလဲဆိုတော့လူအတော်များများကအိမ်တော်ဖက်ရှာတဲ့နေရာမှာအထက်တန်းကျောင်းတုံးကတတ်မှတ်ချက်ဒီနဲ့ပဲတိုင်းနေကြတော့မယ်ဆိုလိုတာကဘဝလက်တွဲဖော်ကိုရှာမဲ့အချိန်မှာကျောင်းညစားစားဖို့အတွက်တွဲဖော်မျိုးကိုလိုက်ရှာနေကြတော့မယ်ဒီချက်တွေကမှရေရှည်ဆက်ဆံရေးတစ်ခုအောင်မြင်ဖို့အတွက်တကယ်အေးပါတဲ့အရေးချင်းတွေဆိုပြီးသူဒေသနာတွေကတတ်တည်ပြထားပါတယ်တတိထားကြည့်လိုက်ရင်ရုပ်ကြည်နဲ့အလုပ်အကင်ကအဓိကမဟုတ်ဘူးဆိုတာတွေ့ရပါလိမ့်မယ်ကဲဒနာရီပုံငင်တွေကိုထားခဲ့မယ်ဆိုရင်သူ့နေရာမှာဘာနဲ့အစားထိုးမလဲအဖေကတော့ရေရွက်ချက်ရှိပြီးတက်ပါနီကြချင်းကတဲ့နီးပြွာတခုပါပဲဒီငွေပမာဏကဘာလဲဆိုတော့လေချင်းတွေ့တဲ့ app တစ်ခုပေါ်မှာအရက်တလမပိုးရှိတဲ့အမျိုးသားတစ်ယောက်လိုဆွဲဆောင်မှုရှိဖို့အတွက်တခြားအမျိုးသားတစ်ယောက်ကတစ်နှစ်ကိုဒီလောက်ဝင်ငွေပိုရှာဖို့လိုတယ်ဆိုတဲ့ပမာဏပါဒါကဘာကိုရှင်းရှင်းလင်းလင်းပြနေလဲဆိုတော့အဲ့ဒါကအကဲဖြတ်နိုင်စွမ်းပြဿနာပါပဲ dating app တွေကလူတွေကိုကင်မရာလိုမျိုး spec တွေနဲ့နိုင်ရှင်လိုရတဲ့ကွန်ပစ္စည်းတွေဖြစ်ပြောင်းလဲလိုက်တယ်အဲ့ဒီခါမှာအရက်အမြင့်တို့ဝင်ငွေတို့လိုအလွယ်တကူနိုင်ရှင်နိုင်တဲ့ကိန်းကနန်းတွေကိုပဲတန်ဖိုးထားပြီးတကယ်အရေးကြီးတဲ့ຢာတွေကိုအလင်းမထားတော့ဘူးတကယ်တော့လူတွေဆိုတာဝိုင်းလိုမျိုးတွေ့ကြုံခံစားကြည့်မှသိနိုင်တဲ့ຢာတွေပါကဲဒါဆိုရင်လက်တွေ့ကြလိုက်လုပ်လို့ရမယ့်အစီအစဉ်တစ်ခုရှိပါတယ်ဒီအဆင့်တဲ့အတိုင်းလိုက်လုပ်တာကဦးနော့ရဲ့အစိုးမြင့်တဲ့လေးရတဲ့ကိုကြိုးလွှားပြီးတကယ်အရေးကြီးတဲ့ရင်းနှီးမှုအပေါ်မှာပဲပြန်ပြီးအာရုံစိုက်နိုင်အောင်ကူညီပေးပါလိမ့်မယ်နောက်ဆုံးအနေနဲ့ကတော့ဒီပဲချက်ရှိတယ်ဆိုတာဆက်ဆံရေးတစ်ခုကိုဘယ်လိုစောင့်မလဲဆိုတာတော့ပဲမဟုတ်ဘူးဖဲချိန်မှာခတိကဝဖြူရမလဲဖဲချိန်မှာရှစ်ဆက်ရမလဲဆိုတာသိဖို့လည်းအရင်အရေးကြီးပါတယ်လူအများစုကဒီနှစ်ခုတည်းကတစ်ဖက်ဖက်ကိုယိုင်တတ်ကြတယ်စွန့်ခွာတတ်သူတွေကရေရှည်ဆက်ဆံရေးကိုဘယ်လိုတိဆောက်ရမလဲဆိုတာကိုဘယ်တော့မှမတင်ယူတတ်ကြဘူးတွေ့ကတ်နေသူတွေကတော့တက်တန်းကုန်တွားပြီဖြစ်တဲ့ဆက်ဆံရေးနဲ့ရုံးထွက်ဖို့ခက်ခဲနေတတ်ကြတယ်ဒါကြောင့်မဲတွေ့ကတ်နေတဲ့သူတွေကဆက်ဆံရေးကနေမခွာနိုင်ဖြစ်နေတာပေါ့သူတို့က
ငါဒီဆက်ဆံရေးမှာ10နှစ်တောင်ရင်းနေခဲ့ပြီလို့တွေးတယ်ဒါပေမဲ့သူတို့မိတ်နေတာကစစ်နေနေထွက်သွားအဲ့ဒီအချိန်တွေကကုံဆုံးသွားပြီဆိုတာပါပဲ လက်တွဲဖော်ကိုဆုံးရှုံးရမှကြောက်တဲ့စိတ်ကတကယ်တော့အဲ့လူကကိုယ့်တဲ့လူမမဟုတ်ရင်တောင်အဲ့ကြောက်စိတ်ကပိုကြီးနေတတ်တယ်မတီးတရဲ့အနာဂတ်ကိုရင်ဆိုင်ရမှကြောက်တဲ့စိတ်ကမှန်ကန်တဲ့လူကိုရှာတွေ့နိုင်မယ်ပျော်ရွှင်မှုထက်ပိုနာကျင်တယ်လို့ခံစားစေပြီးလူတွေကိုတနည်းအားဖြင့်ပဲပေးမနေစေပါတယ် အရေးကြီးဆုံးမှတ်ထားရမယ့်အချက်ကဒါပါပဲအချက်ကိုရှာရဲဆိုတာပြည့်စုံပြီးအထင်ထင်နေတဲ့လူတယောက်ကိုလိုက်ရှာနေတာမဟုတ်ပါဘူးဒါဟာကိုယ်နဲ့အတူတူအရာရာကိုတိဆောက်နိုင်မဲ့တစုံတယောက်ကိုရှာဖွေပြီးနေ့အတိုင်းမှာအောင်းစရာကောင်းတဲ့အရာတစ်ခုကိုတက်ကြွဖန်တီတော့ဖို့ရွေးချယ်လိုက်တာပါပဲတယောက်တည်းအထီးကျန်ဖြစ်စေဖို့ရွေးခွက်ချက်ကအဲ့ဒါပါပဲ